Software Control PSC HMI SCADA Facebook page နဲ့ YouTube channel ကနေပြီးတော့ကြိုဆိုပါရစေ။ဒီကနေ့မှာကျွန်တော်ကအခုဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့က asynchronous motor လို့လည်းခေါ်တယ် induction motor လို့လည်းခေါ်တယ်ပေါ့နော်။ဒီ motor ကို 3 phase motor ကိုဒီ 3 phase motor ဒီကျွန်တော်တို့က220 volt လဲရတယ်380 volt လဲရတယ်။ဒါဒီကျွန်တော်က220 volt data connection နဲ့မောင်းပါပေါ့နော်3 phase ပါဒီဘက်ကတော့ကျွန်တော်တို့က power flex 525ပေါ့နော်power flex 525ဒီကျွန်တော်တို့ကAlambra-ly brand ဖြစ်တယ်ပြီးတော့သူက ethernet ဒီမှာကျွန်တော်တို့ကethernet communication နဲ့ရတယ်ပြီးတော့ဒီဘက်ကကျွန်တော်တို့ RS485 လို့ခေါ်တဲ့ Modbus RTU ပေါ့ဒါ communication တွေနဲ့ဒီနှစ်ခုကိုမောင်းလို့ရတယ် VFD နဲ့ကျွန်တော်မောင်းပြဖြစ်တယ်အရင်ဆုံးအနေနဲ့ကျွန်တော်ဒီဘက်က motor အကြောင်းရှင်းပြမှာဆိုရင်ဒီ asynchronous motor လို့ခေါ်တဲ့ induction motor လေးတွေကျွန်တော်တို့ factory တွေမှာ industry တွေမှာအများဆုံးသုံးကြတယ်သူဘယ်လိုပြောမလဲဆို synchronous motor ကျတော့အတိအကျ speed လာတယ် rotor speed ကအတိအကျသူကကျတော့နည်းနည်းလေး speed ကနည်းတယ်ပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့ကဒီဘက်က VFD နဲ့ keypad ကနေပြီးတော့ကျွန်တော်မောင်းကြည့်မယ်ပေါ့နော်မောင်းမယ်ပေါ့နော်ဒါကိုအရင်ဆုံးပြမယ်အဲ့တော့ကျွန်တော်တို့ဒီ motor ရဲ့ parameter တွေကိုဒီဘက်က VFD မှာရိုက်ထည့်ရမှာဖြစ်တယ်အဲ့တော့အရင်ဆုံးအနေနဲ့ဒီ motor ဒီကျွန်တော်တို့က 0.18 kW ပဲရှိတယ်ပြောမှဆိုရင် watt 180ပေါ့နော်အသေးလေးတွေပေါ့ဒါကကျွန်တော်တို့ကဒီ demonstration လုပ်ဖို့အတွက်ဒါ3 phase motor လေးပေါ့နော်သူ့ကိုကျွန်တော်ကဒီမှာဆိုလို့ရှိရင် data connection နဲ့ချိန်ထားတယ်ဘာကြောင့်လဲဆိုကျွန်တော်220 voltage ကျွန်တော်ကသုံးမှာဖြစ်တဲ့ကြောင့်တကယ်လို့တော့380ဆိုရင်ကျွန်တော်က star connection ချိန်ရမှာပေါ့နော်အဲ့တော့သူ့ရဲ့ ampere ကသူကတော့ကျွန်တော်တို့50 hertz ပေါ့နော်ဟိုကhertz 50 50 hertz အထိပဲသူကသူ့ရဲ့ဒီ frequency က50 hertz frequency ဖြစ်မယ်ပြီးတော့သူ့ရဲ့ ampere ကျတော့ 1.05 ampere ပဲရှိတယ်ဒါ current အသေးလေးပေါ့နော်အဲ့တော့သူ့ရဲ့ parameter တွေကိုကျွန်တော်တို့ဒီဘက်ကဒီ power flash 525တွေကိုကျွန်တော်တို့set တင်ပေးမယ်နော်အဲ့တော့အရင်ဆုံးသူက parameter အနေနဲ့ဆိုကျွန်တော်တို့ကparameter ဒါဆိုလို့ရှိရင်ကျွန်တော်တို့က parameter အနေနဲ့ဆိုကျွန်တော်တို့က parameter P031 ပေါ့နော်သူ့ရဲ့ P031 ဒီကျွန်တော်တို့က motor ရဲ့ voltage ကိုပေးမယ်အဲ့တော့ကျွန်တော်တို့က P031 ပြောကြမှာကျွန်တော်ကဒီဘက်ကနေပြီးတော့047ကျွန်တော်ပြောင်းလိုက်မယ်031နော်031 1ပြီးရင်ဒီဘက်ကကျွန်တော်3ပေါ့နော် P031 ဒီကျွန်တော်တို့က motor ရဲ့ voltage ပြင်မယ်ကျွန်တော် enter နှိပ်လိုက်မယ်အခုကျွန်တော်က220 volt ဒီကောင်ဒီ220 volt ဖြစ်တဲ့ကြောင့်မို့ဒီမှာကျွန်တော် adjust လုပ်လို့ရတယ်ဒါဒီကျွန်တော်က220 volt ဖြစ်တဲ့ကြောင့်မလို့ကျွန်တော် enter နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ motor ရဲ့ frequency ဒီ motor frequency ကျွန်တော်တို့50 hertz ပဲရှိတဲ့ကြောင့်မို့ကျွန်တော် escape သွားမယ် P02 P032 ကိုသွားမယ်ဒါဒီကျွန်တော်တို့ကသူ့ရဲ့ frequency အဲ့တော့ကျွန်တော်တို့ကအတိုး short လုပ်လို့ရတယ်ဒါဒီကျွန်တော်50 hertz နဲ့ကျွန်တော် setting ပေးလိုက်မယ်ပြီးရင်ကျွန်တော် escape သွားမယ်ပြီးရင် P033 ပေါ့နော်33ဒီကျွန်တော်တို့ motor ရဲ့ current လက်ရှိသူရဲ့ running current ပေါ့နော်ကျွန်တော် enter နှိပ်လိုက်ရင်ကျွန်တော်ကတကယ် motor current 1.05 ဆိုတော့ကျွန်တော် 1.1 ampere ကျွန်တော် set ပေးထားတယ်ဒါဆိုကျွန်တော်တို့ set လုပ်ရတယ်နော် 1.0 ampere ပြီးရင် enter နှိပ်မယ်ပြီးရင်ကျွန်တော်တို့က P034 နော် P034 enter နှိပ်မယ်ဒါဒီကျွန်တော်ဘာလဲဆို over current အဲ့တော့130% ကျွန်တော်ဆက်မှာဖြစ်ကျွန်တော် 1.1 ဆိုကျွန်တော် 1.3 လောက်တော့ပါ1.4 ကျွန်တော်ဆက်ပြီးထားလိုက်မယ်ပြီးရင်ကျွန်တော်သူ motor capacity ပေါ့နော် motor capacity ဒီကျွန်တော်တို့ဘယ်လောက်လဲဆိုရင် P037 ကိုသွားမယ် P037 အဲ့တော့ 0.18 ဖြစ်ကျွန်တော်0.18 kW ပေါ့နော်ဒါဒီကျွန်တော်0.1 kW ကိုဆက်ပြီးထားတာဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ acceleration နဲ့ deceleration ဒါအဲ့တော့ motor ကို start တဲ့အချိန်မှာကျွန်တော်တို့က slow speed နဲ့ start မယ်အဲ့တော့ acceleration ဒီကျွန်တော်တို့ကP041 ပေါ့နော်အဲ့တော့ကျွန်တော်တို့ P041 เนาะဒါဒီ acceleration အဲ့တော့ကျွန်တော်ကဘာလဲဆို10နဲ့စချင်းမှာကျွန်တော်တို့က10 second နဲ့10 second အတွင်းမှာပေါ့သူ acceleration တိုင်းရเนาะအဲ့လိုပဲဒီ acceleration ကလည်းကျွန်တော်တို့က10ပဲသွားမယ်အဲ့တော့ P042 ပေါ့နော်
အဲ့တော့ကျွန်တော် acceleration နဲ့ deceleration time ကိုကျွန်တော်10 second 10 second ကျွန်တော်ပေးထားလိုက်ဒါဒီ factory default လေးဖြစ်တယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ကဘာလဲဆိုတော့အခုဒီ power flash ကိုကျွန်တော်တို့ကkeypad ကနေမောင်းမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကအရင်သူ့ရဲ့ဒီ parameter အနေနဲ့ parameter P046 ကိုကျွန်တော်တွားလိုက် P046 နော် enter ခေါက်လိုက်မယ်အဲ့တော့သူကကျွန်တော်ဒါကိုဗာလဲ1လို့ထားပေးရမယ်1လို့ထားပေးလိုက်တော့မှကျွန်တော်တို့ဒါဒီ operation ရဲ့keypad ကနေမောင်းတဲ့setting ကိုသွားတာပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကဒီ potentiometer ကိုလည်းကျွန်တော်ကဘာလဲဆို P047 ကိုတွားမယ် potentiometer ကိုလည်းကျွန်တော်က1လို့ကျွန်တော်ဆက်ပြီးတယ်1ဒီကျွန်တော်တို့ကဒီ control ဒီ pan နဲ့ကနေပြီးတော့သူကမောင်းတဲ့ option ဖြစ်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က setting အားလုံးပေးပြီးသွားပြီ setting အားလုံးပေးပြီးသွားပြီဆိုရင်ကျွန်တော်ကအခုဒီမှာဆိုရင် motor ကိုစပြီးတော့ကျွန်တော်မောင်းကြည့်တော့မယ်အဲ့တော့ဒီခလုတ်လေးဒီကျွန်တော်တို့ကဒီခလုတ်လေးဒီကျွန်တော်တို့က forward နဲ့ reverse chain တာဒါဒီကျွန်တော်တို့ကstop ဒါဒီကျွန်တော်တို့က stop เนาะပထမတစ်ခုပြောဖို့ကြံခဲ့တာဒီကျွန်တော်တို့ကဒီ keep ဒီ chan ဒီ IO မှာ1နဲ့11နဲ့ကိုကျွန်တော်တို့ short circuit ပေးထားတယ်အဲ့တော့မှသူက stop position ကိုတွားလို့ရမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်ဒါဆိုရင်မောင်းကြည့်လိုက်မယ်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစပြီးတော့ကျွန်တော် forward ပေါ့နော်ဒီမှာ forward နှိပ်လိုက်ရင် reverse ဖြစ်မယ်ဒါဒီ forward လိမ့်မယ်ကျွန်တော်စမယ်ဒါဆိုလို့ရှိရင်ဖြည်းဖြည်းချင်းကျွန်တော်ဒီမှာ motor ဒီမှာပါပြီးတယ်ဆိုရင်မလဲသေးဘူးကျွန်တော်စပြီးတော့frequency ကိုကျွန်တော်တို့ဒါ 2.7 ပဲရှိသေးတယ် slow speed နဲ့သွားတယ် 3.8 6.7ဒါဆိုဖြည်းဖြည်းချင်းကျွန်တော်ဘာလုပ်မလဲကိုလိုချင်တဲ့ speed ကိုဒီ knob ကနေပြီးကျွန်တော်တို့ဆက်လို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်က30 Hz လောက်ပဲကျွန်တော်မောင်းတာပေါ့နော်ဒါဒီကျွန်တော်တို့က forward မောင်းနေတာဖြစ်တယ်အဲ့လိုပဲကျွန်တော်က stop လိုက်မှဆိုရင်တော့ချက်ချင်းမရက်သွားဘူးdeceleration နဲ့ပြန်ပြီးတော့ဖြည်းဖြည်းချင်းပြန်ပြီးတော့slow ဖြစ်သွားမယ်ဒီမှာ frequency ဆိုလည်းမှာ0ဖြစ်အဲ့တော့မှတော့ပါမယ်ရှာပြီးရင်ကျွန်တော်တို့မှာဒါဒီကျွန်တော်တို့ကပါလဲဆိုရင်forward reverse ကျွန်တော် reverse ကိုချိန်လိုက်မယ်ပြီးရင် start ကျွန်တော်ပြန်လုပ်ကြည့်မယ်ဒါဒီ reverse ကြောင်းနဲ့ပြန်နေမယ်ပေါ့နော်ဒါဆိုကျွန်တော်တို့က speed ကိုနှေးလို့ရတယ် speed ကိုတင်လို့ရတယ်ဒါဒီကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်keypad ကနေပဲမှာတကယ် PLC နဲ့ကျွန်တော်တို့ချိတ်တော့မဲ့ချိန်ကြရင်ကျွန်တော်တို့က digital IO တွေသုံးမယ်ဒါမှမဟုတ်လို့ရှိရင် communication တွေသုံးမယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော် analog input ဒီ keypad တွေကိုကျွန်တော်တို့ကမသုံးတော့ဘူးမသုံးမဲ့ဒီ keypad တွေကိုကျွန်တော်တို့က setting အနေနဲ့ပဲထားပြီးတော့ control အားလုံးကို PLC ကနေပြီးတော့ control ဒါဒီကျွန်တော်နောက်တစ်ဆင့်မှာပြန်ပြီးတော့ပြမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်